မင်္ဂလာပါရှင်။ကျမကတော့ Zenith Legal Service Member ဝင်တရားလွှတ်တော်ရှိနေဒေါ်နှင်းမြတ်မော်ပဲဖြစ်ပါတယ်ရှင်။ကလေးအုပ်ထင်းခွင့်လို့ပြောတာနဲ့မိဘနှစ်ဦးကွာရှင်းတဲ့အချိန်မှာကလေးအုပ်ထင်းခွင့်ကိုဘယ်သူရထိုက်ခွင့်ရှိတယ်လဲ။ကလေးအုပ်ထင်းခွင့်လို့ပြောမယ်ဆိုရင်ကလေးအုပ်ထင်းခွင့်မှာနှစ်မျိုးရှိပါတယ်။ကလေးရဲ့ကိုအုပ်ထင်းတာရဲ့ကလေးကိုအကြောင်းပြုပြီးတော့ရရှိလာတဲ့ပစ္စည်းကိုအုပ်ထင်းတာရဲ့ဆိုပြီးတော့ကလေးအုပ်ထင်းခွင့်နှစ်မျိုးရှိပါတယ်။ဒီချိန်မှာမိဘနှစ်ဦးကွာရှင်းတဲ့အချိန်မှာမိခင်မှာကလေးကိုခေါ်ထားမယ်ဖခင်မှာကလေးကိုခေါ်ထားမယ်နှစ်ဦးသဘောတူတယ်ဆိုရင်တော့ဒါကကလေးအုပ်ထင်ခွင့်ရှောက်เสียမလိုပါဘူးဒါပေမဲ့မိခင်ကလည်းကလေးကိုခေါ်ထားခြင်းနဲ့ဖခင်ကလည်းကလေးကိုခေါ်ထားခြင်းနဲ့လို့အငင်းပွားတဲ့ခါမှာတော့ကလေးအုပ်ထင်ခွင့်ကိုတရားရုံးကနေရှောက်ရမှာပဲဖြစ်ပါတယ်တရားရုံးကိုကလေးအုပ်ထင်ခွင့်ရှောက်တဲ့အချိန်မှာအရက်ထဲမှာတည်တယ်လို့မို့သားဖြစ်သူကိုမိခင်ပိုင်နဲ့သမီးဖြစ်သူကိုဖခင်ပိုင်နဲ့လို့တရားရုံးကဆုံးဖြတ်မှာမဟုတ်ပါဘူးတရားရုံးကအဓိကအချက်၄ချက်ကိုစဉ်းစားပြီးတော့ဆုံးဖြတ်ပါတယ်။ဒီချက်၄ချက်မှာပထမတစ်ချက်အနေနဲ့ကတော့ကလေးကိုအုပ်ထိန်မဲ့မိဘရဲ့အကျင့်စာရိတ္တကိုတရားရုံးကဆုံးဖြတ်ပါတယ်။အကျင့်စာရိတ္တကောင်းမွန်တဲ့သူဖြစ်ရပါမယ်။အရက်သေးစားတောက်စားတဲ့လူလောင်ကစားကျူးလွန်နေတဲ့သူအိမ်တော်ကြီးဖောက်ပြန်တဲ့မိဘမျိုးဆိုရင်တော့ကလေးအုပ်ထိန်ကိုတရားရုံးကပေးမှာမဟုတ်ပါဘူး။အကျင့်စာရိတ္တကောင်းမွန်တဲ့မိဘစီမှာပဲကလေးအုပ်ထိန်ကိုပေးမှာဖြစ်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့ကတော့ကလေးကိုလုံလောက်တဲ့ဝင်ငွေပမာဏနဲ့စောင့်ရှောက်နိုင်တဲ့မိခင်ဖခင်အုပ်ထင်းခွင့်ပေးမှာပဲဖြစ်ပါတယ်ဒီလိုအချိန်မှာမိခင်ကချမ်းသာတယ်ဖခင်ကဆင်းရဲတယ်ဒါကြောင့်မိခင်ကိုပေးတဲ့နဲ့အဲ့လိုဆုံးဖြတ်မှာမဟုတ်ပါဘူးဖခင်ဖြစ်သူကလည်းကလေးကိုလုံလောက်တဲ့ဝင်ငွေပမာဏနဲ့ပြည့်စုံဆောင်ရှောက်နိုင်တဲ့သူဖြစ်တယ်ဒါပေမဲ့မိခင်ကစက်စာရိတ္တမကောင်းမွန်ဘူးဆိုရင်ဖခင်ဖြစ်သူစီမှာကလေးကိုအထင်ပေးမှာပဲဖြစ်ပါတယ်ချမ်းသာတာဆင်းရဲတာနဲ့မဆိုင်ပါဘူးကလေးကိုကောင်းမွန်စွာဆောင်ရှောက်နိုင်တဲ့အစက်စာရိတ္တကောင်းမွန်တဲ့သူကလေးကိုလုံလောက်တဲ့ဝင်ငွေနဲ့ဆောင်ရှောက်နိုင်တဲ့မိဘပုံမှာပဲကလေးအထင်ပေးမှာဖြစ်ပါတယ်တတိယတစ်ချက်အနေနဲ့ကတော့ကလေးရဲ့အကျိုးစီးပွားဖြစ်ထွန်းတဲ့နေရာကိုစဉ်းစားဆုံးဖြတ်မှာပဲဖြစ်ပါတယ်ဒီလိုချိန်မှာကလေးရဲ့ကျန်းမာရေးပညာရေးကိုကောင်းမွန်စွာစောင့်ရှောက်နိုင်တဲ့အတိုင်းအဝိုင်းကောင်းမွန်စွာစောင့်ရှောက်နိုင်တဲ့မိဘနားမှာပဲဒီကလေးကိုအုပ်ထင်းခွင့်ပေးမှာပဲဖြစ်ပါတယ်ဒီလိုချိန်မှာမိခင်ဖြစ်သူကတော့မှနေတယ်ဖခင်ဖြစ်သူကမြို့မှာနေတယ်ကလေးရဲ့ကျန်းမာရေးကိုတော်၎င်းပညာရေးတော်၎င်းဒီဖခင်ဖြစ်သူကပို့ပြီးတော့စောင့်ရှောက်နိုင်တယ်ဆိုရင်တော့ကလေးအုပ်ထင်းခွင့်ကိုဖခင်ကိုပဲပေးမှာဖြစ်ပါတယ်ဒီလိုမဟုတ်ဘူးဖခင်ကလည်းကလေးကိုလုံလောက်စွာစောင့်ရှောက်နိုင်တဲ့အကျင့်စာရိတ္တလည်းကောင်းမွန်တယ်မိခင်ဖြစ်သူကလည်းလုံလောက်စွာစောင့်ရှောက်နိုင်တဲ့အကျင့်စာရိတ္တကောင်းမွန်တဲ့သူလည်းဖြစ်တယ်နှစ်ယောက်လုံးစီမှာကလေးရဲ့အကျိုးစီးပွားလည်းဖြစ်ထွန်းနိုင်တယ်ဆိုရင်တော့တရားရုံးကကလေးရဲ့သဘောဆန္ဒကိုမြင်မြန်ပြီးတော့ဆုံးဖြတ်မှာဖြစ်ပါတယ်ကလေးကမိခင်စီမှာနေချင်သလားဖခင်စီမှာနေချင်သလားဆိုပြီးတော့ကလေးရဲ့သဘောဆန္ဒကိုမြင်မြန်ပြီးတော့တရားရုံးကကလေးအုပ်ထင်းခွင့်ကိုပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်